လုံးပဲမင်္ဂလာပါရှင်ဒါတာရဲ့ football channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာလည်းဒါတာကပုံမှန်သုံးသက်နေတဲ့အတိုင်းလီဗာပူးနဲ့အီတီကိုပွဲစဉ်ကိုသုံးသက်ရမယ်ဆိုရင်သူတို့နှစ်အသင်းရဲ့ဟတ်တူဟတ်ကနှားတနေတာကြောင့်အီတီကိုအသင်းကတိုက်စင်မှုဂျူရီယန်အက်ဖာရက်ဟာဗုဒ္ဓဘူးနဲ့လီဗာပူးနဲ့ကစားမဲ့ချန်ပီယံလိအဖွင့်ပွဲမှာပါဝင်ကစားတော့မှာမဟုတ်ကြောင်းကိုသိရှိရတယ်အသက်25နှစ်အရွယ်ကစားသမားဟာပြီးခဲ့တဲ့ရာသီကချန်ပီယံလိ10ပွဲမှာ9ဂိုးသွင်းယူခဲ့ပြီးတော့ AD ကိုက16တင်းအဆင့်မှာတော့ပြိုင်ဘက် Real Madrid ကပန်နယ်တီနဲ့ရှုံးနေခဲ့တယ်။ Johnny Cardoso, Alvarez, Thiago Almada, Jose Maria Gimenez နဲ့ Alex Bina တို့ကလည်းလူစင်းရင်မှာပါမလာတော့တာကြောင့်ဒီဘာဘူးအင်္ဂလန်အားတာနေရကိုတွေ့ရှိရပါတယ်။ဒီပွဲကတော့ AD ကိုအတွက်ခက်ခဲမဲ့ပွဲစဉ်တစ်ခုပါ။အင်ကွင်းမှာအားထုတ်ကစားလာမဲ့လီဗာပူးအသင်းကနိုင်ခြေများနေတာတော့တေချာနေပါတယ်လီဗာပူးရဲ့ပေါက်ကြီးက1+10 3+25 ဖွင့်ထားတာကြောင့်လီဗာပူး body နဲ့ကိုအောက်မှာပဲနေတင်ပါတယ်ဒီပွဲကတော့လီဗာပူး body နဲ့ကိုအောက်ပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ်ဘိုင်ယန်နဲ့ချက်စီပွဲကိုပြောရမယ်ဆိုရင်တော့သူတို့နှစ်သင်းရဲ့သွေးဆုံမှု9ပွဲမှာတော့ဘိုင်ယန်က3ပွဲနိုင်2ပွဲတည်ရရှိထားအောင်တွေ့ရှိရတယ်ချက်စီကတော့အနိုင်မရသေးပါဘူးလောလောဆယ်ချစ်စွမ်းအရာကိုကြည့်မယ်ဆိုရင်တော့ဘိုင်ယန်ကတာနေတာကိုတွေ့ရှိရတယ်ချက်စီကတော့အဝေးကွင်းမှာဆိုရင်နောက်တန်းအားနဲ့တက်တာမို့အင်ရှင်တိုက်စစ်ကိုရှင်ဖို့ဆိုတာမလွယ်ကူနေပါဘူးဘိုင်ယန်ရဲ့ပေါက်ကြီးက1+25 3-25 ဖြစ်နေတာမို့ဒီနှစ်မှာအင်ကွင်းကစပြီးတတိထားစူးစမ်းမယ်ဆိုရင်တော့ဒါကဘိုင်ယန်ကိုအားပေးပါမယ်ဒီပွဲကလည်းဘိုင်ယန် body ပဲဖြစ်ပါတယ်အဆုံးကြီးကိုတ िश ူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်website ကနေပြီးတော့ဘောလုံးပွဲတွေအပြင်တခြား game တွေဆော့ကစားခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုတွေရဲ့ comment မှာ Telegram channel နဲ့ Viber channel ရဲ့ link ကိုချပေးထားပါတယ်အဲကနေတစ်ဆင့်လာရောက်ဆော့တက်လို့ရပါတယ်ရှင်